I feel bad too တခုခုကိုလှုပ်ဖို့အားနာတယ်ဥပမာအကိုကစားဖို့အားနာနေတယ်ဒါမှမဟုတ်ပြောဖို့အားနာနေတယ်ဒီလိုအခြေအနေတွေမှာဆိုရင် I feel bad ဆိုတဲ့စာကြောင်းကိုသုံးလို့ရတယ် Hello welcome back to YOSS my name is Honey ဒီနေ့ဗီဒီယိုမှာတော့ Honey ကspeaking အတွက်အသုံးဝင်တဲ့ပတ်တန်လေးတွေကိုပြောပြပေးသွားမယ် I feel bad too တခုခုကိုလှုပ်ဖို့အားနာတယ်ဥပမာအကိုကစားဖို့အားနာနေတယ်ဒါမှမဟုတ်ပြောဖို့အားနာနေတယ်ဒီလိုအခြေအနေတွေမှာဆိုရင် I feel bad ဆိုတဲ့စာကြောင်းကိုသုံးလို့ရတယ် example အနေနဲ့ I feel bad to speak ငါပြောဖို့အားနာနေတယ် I feel bad to eat ငါစားဖို့အားနာနေတယ်အာမနာပါနဲ့ပြောပါမေးပါဒီလိုအရာတွေကိုပြောချင်တယ်ဆိုရင်တော့ please feel free to ဆိုပြီးပြောလို့ရတယ် example အနေနဲ့ please feel free to ask မေးဖို့အာမနာပါနဲ့ please feel free to go သွားဖို့အာမနာပါနဲ့ကိုကတဲရောက်ကိုအကြံပေးတဲ့အခါတွေမှာနင်ကဒါလေးနဲ့ပို့လိုက်တယ်ဒါလေးနဲ့ပို့ပြီးကြည့်ကောင်းတယ်ဆိုရင် you look better with something ဆိုပြီးသုံးလို့ရတယ် example အနေနဲ့ you look better with short hair နင်ကစပင်အတိုနဲ့ပို့လိုက်တယ်You look better with this t-shirt နင်ကဒီ t-shirt နဲ့ပို့ပြီးလိုက်တယ်နောက်ဆုံးတစ်လုံးနေနဲ့ set foot in ကိုကတနေရာကိုရောက်ဖူးတယ်အခြေချဖူးတယ်ဆိုရင် set foot in ဆိုတဲ့ phrase လေးကိုသုံးလို့ရပါတယ် example အနေနဲ့ I never set foot in this library ဒီရဲ့ library ဒီစာကြည့်တိုက်ကိုငါတစ်ခါမှမရောက်ဖူးဘူး I set foot in this town ဒီရဲ့မြို့ကိုငါရောက်ဖူးတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ Thank you for watching have a nice day see you next video